မင်္ဂလာပါကွန်ပျူတာမှာကျွန်တော်တို့စီကန်းပြည့်နေရင် session နဲ့နည်းလေးကိုကျွန်တော်မျှဝေပေးချင်ပါတယ်ကိုကကွန်ပျူတာစီကန်းထဲမှာဆိုရင်ပေါ့နော်ကျွန်တော် data တွေမလိုအပ်တဲ့ data တွေပေါ့နော်ကျွန်တော်တို့ရှင်းပြဖို့လိုပါတယ်ကျွန်တော်ကဒီကွန်ပျူတာသုံးတာကြာလာတဲ့အခါ data တွေဒီစုပုံတွေကပေါ့နော်အမှိုက်တွေမလိုအပ်တဲ့ဒီအမှိုက်တိုက်တွေကျွန်တော်စုပုံနေတာဖြစ်တတ်ပါတယ်အဲ့တော့ကျွန်တော်ကတကယ်လို့ကွန်ပျူတာစီကန်းပြည့်လာပြီဆိုရင်ကျွန်တော်ဒီလောက်ဆောင်နိုင်တဲ့အချက်လေးပေါ့နော်ကျွန်တော်ဒီမှာဒီခါတည်းမျှဝေပေးတော့မှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးအနေနဲ့ကျွန်တော်ကွန်ပျူတာကစီကန်းမှာ data တွေပြည့်နေပြီဆိုရင်ကျွန်တော်တို့ကဒီ keyboard ကနေပေါ့နော် window logo ရဲ့ R ရဲ့တွဲပြီးတော့နှိပ်ပေးလိုက်ပါအရင်ဆုံးအနေနဲ့နှိပ်ရေးပေးရမယ့်စာလေးကတော့ TEMP 10ဆိုပြီးတော့ကျွန်တော်ရိုက်ပေးလိုက်ပါပြီးရင်အနာလေးခောက်ပေးလိုက်ပါနော်ဒါဆိုလို့ရှိရင်ရောဒီထဲမှာရှိတဲ့ data တွေအားလုံးကျွန်တော်ဆက်ရှင်းပြဖို့လိုပါတယ် select map ပါ control ရဲ့ A ရဲ့ select map ပေါ့နော်ပြီးတော့ shift key ရဲ့ delete ရဲ့တွဲပြီးတော့နှိပ်လိုက်ပါပြီးရင်အနာလေးခောက်ပါshift key ရဲ့ delete ရဲ့တွဲပြီးတော့နှိပ်ရတဲ့အကြောင်းအရာဘာကြောင့်လဲဆိုရင်ကျွန်တော်ကဒီ data တွေကိုပေါ့နော်ပုံမှန်ဒီတိုင်း click တစ်ချက်နှိပ်click နှိပ်ပြီး select ပဲမှတ်ပြီးတော့ delete ဆိုပြီးတော့နှိပ်လိုက်တယ်ဆိုရင်ကျွန်တော်ကဒီ data တွေကရှိနေပါသေးတယ်နော်အဲ့တော့ဘယ်ထဲမှာရှိနေရလဲဆိုရင်ကျွန်တော်ဒီ recycle bin ထဲမှာရှိနေပါတယ်အဲ့တော့ဒီ recycle bin ထဲမှာဒီ data တွေကစုပြုံနေတတ်ပါတယ်နော်အားကြောင့်ကျွန်တော်ကဘယ်လိုလုပ်ရမလဲဆိုရင်ဒီ data တွေကိုမစုနေအောင်တခါတည်း window logo ရဲ့ I နှိပ်ပြီးရင်တန့်ဆိုရိုက်ထည့်ပေးပါပြီးတော့လို့ရှိရင် shift key ရဲ့ delete တွဲပြီးတော့နှိပ်ပါနော်နောက်တစ်နည်းအားကျွန်တော်ဒီတန့်ရဲ့ရှေ့မှာပေါ့နော်ပါစံလေးရာခိုင်နှုန်းပေါ့နော်ရာခိုင်နှုန်းထည့်ပေးပါသူ့ရဲ့နောက်မှာလည်းရာခိုင်နှုန်းထည့်ပေးပါပြီးရင်အနာလေးခောက်လိုက်ပါဒါဆိုရင်ဒီထဲမှာရှိတဲ့ data တွေကိုလည်းကျွန်တော်တို့က select map ပါ shift key ရဲ့ delete ရဲ့တွဲပြီးတော့နှိပ်ပြီးတော့ဖြတ်ပေးပါဒါဆိုလို့ရှိရင်ကျွန်တော်ဒီ data တွေကဒီ recycle bin ထဲမှာပေါ့နော်ရှိမနေဘူးတော့ပါဘူးနော်အဲ့တော့ဒီလိုမျိုးဖြည့်ခြင်းအပြင်ကိုယ့်ရဲ့ဆက်မှာနေရာလွတ်တွေကျွန်တော်တို့ရရှိလာနိုင်ပါတယ်โอเคဒီနည်းလေးလည်းရမယ်နောက်တစ်ခုကကျွန်တော်ကဒီ perfect ပါနော်Window logo ရဲ့ I ပဲတွဲနေပါပြီးသွားလို့ရှိရင် PREFTCH ဆိုပြီးတော့နှိပ်ပေးလိုက်ပါပြီးရင် enter လေးခောက်လိုက်ပါနော်ပြီးရင် continue ဆိုတာလေးကိုဆက်ပြီးတော့နှိပ်ပါဒီမှာဆိုရင်လည်းကိုယ့်ရဲ့ data တွေကို shift key နဲ့ control နဲ့ select မဲ့ shift key ရဲ့ delete ရဲ့တွဲပြီးတော့နှိပ်ပါပြီးရင် enter ခောက်ဒါဆိုလို့ရှိရင်ဒီနည်းလေးလည်းရမယ်နောက်တစ်ခုက window logo ရဲ့ I တွဲပြီးတော့နှိပ်ပါနော်အဓိကဒီနေရာမှာအများဆုံးပေါ့နော် RECND reason ဆိုပြီးတော့နှိပ်ပေးလိုက်ပါပြီးရင် enter ခောက်ပါနော်ဒီနေရာမှာရှိတဲ့ data တွေအားလုံး shift key ရဲ့ delete ရဲ့အားလုံးကိုဖြတ်ပါ shift delete ဒါဆိုရင်ဒီချိန်မှာတော့ data တွေရှင်းလို့ပြီးသွားပြီပေါ့နော်ပြီးတော့နောက်ဆုံးအနေနဲ့ကျွန်တော် recycle bin ပေါ့နော် recycle bin နဲ့ကိုသွားပါ recycle bin နဲ့မှာဆိုရင်လည်း control ရဲ့ A ရဲ့ပြီးရင် shift key ရဲ့ delete ရဲ့နှိပ်အနာခောက်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာလည်း session လို့ပြီးသွားပြီပြီးတော့ကျွန်တော်စီကန်းမှာဆိုရင်ကျွန်တော်စောတော့ကဒီနေ့မှာ18ပေါ့နော်အခုတော့ကျွန်တော်19.3ပေါ့နော်ဒါကတော့ကျွန်တော်အမြဲတမ်းဖြတ်နေတဲ့အတွက်ဒီနည်းနည်းပဲနေရာလွတ်တာပေါ့နော်message တို့အနေနဲ့ကမဖြတ်တာဆက်မရှင်းတာကြာပြီဆိုရင်ဒီနေရာမှာအများကြီး data တွေညော့သွားမှာပေါ့နော်ကိုကပြည့်နေပြီဆိုလို့ရှိရင်ဒီကျွန်တော်ပြောတဲ့နည်းလေးတိုင်းလိုက်ပြီးတော့လုပ်လိုက်မယ်ဆိုရင် message တို့အတွက်ဒီနေရာလွတ်ကိုအများကြီးရသွားမှာဖြစ်ပါတယ်โอเคတော့ဒီနည်းလေးကိုရမယ်လို့ထင်ပါတယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ